ညိုညင်မလဲဆိုတာတွေ့ဖဲမလဲကြောက်တာအမုန်းဆိုရင်ဝေလာဝေးလို့လေးစိမ့်လေးမြတိုက်မှာတော့ဆိုတာရှင်မအချစ်များရှိသမျှပုံအောလို့သာချစ်ရသူမို့ပါညိုညင်မလဲဆိုတာတွေ့ဖဲမလဲကြောက်တာအမုန်းဆိုရင်ဝေလာဝေးလို့လေးစိမ့်လေးမြတိုက်မှာတော့ဆိုတာရှင်မအချစ်များရှိသမျှပုံအောလို့သာချစ်ရသူမို့ပါတမတခါတာမချစ်ဘူးတဲ့အချစ်ယူလေးလို့ချစ်ရသူပါညိုညင်မလဲဆိုတာတွေ့ဖဲမလဲကြောက်တာအမုန်းဆိုရင်ဝေလာဝေးလို့လေးစိမ့်လေးမြတိုက်မှာတော့ဆိုတာရှင်မအချစ်များရှိသမျှပုံအောလို့သာချစ်ရသူမို့ပါတမတခါတာမချစ်ဘူးတဲ့အချစ်ယူလေးလို့ချစ်ရသူပါ